ဒါအေးကနေစအထိလက်မှတ်ထိုးဖို့အတွက်ရေးဆွဲနည်းပုံစံလေးတွေဖြစ်ပါတယ်ပုံမှန်အတိုင်းရေးရဲ့ normal tracing ပုံစံလေးလည်းပါတယ်လို့လက်မှတ်ထိုးတဲ့အခါမှာဆွဲဖို့အတွက်ပုံစံလေးလည်းပါပါတယ်အဲ့တော့အေးကနေစအထိစူးစီးပေးထားတာဖြစ်တဲ့အတွက်အခုမှလက်မှတ်ထိုးခြင်းမဲ့သူတွေလက်မှတ်ထိုးဖို့ကိုယ့်ရဲ့လက်မှတ်လေးလှအောင်ပြင်ကျင်တဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်ပြီးတော့ဒီမှာရေးဆွဲနည်းတွေပါတာဖြစ်ပါတယ်စာသင်တဲ့အခါမှာဒီရေးဆွဲနည်းတွေကမှားတယ်လို့ပြောလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့တနိုင်ငံနဲ့တနိုင်ငံပြဋ္ဌာန်းခြင်းမတူလို့ပဲဖြစ်ပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်တော့မှ KG တင်ရိုးရဲ့ရေးဆွဲနည်းနဲ့ Grade 1တင်ရိုးရဲ့ရေးဆွဲနည်းတွေကမတူတာဖြစ်တဲ့အတွက်ကိုကဘယ်အတန်းကိုတင်ပါလဲကိုတင်တဲ့အတန်းရဲ့ပြဋ္ဌာန်းစာအုပ်ကရေးဆွဲနည်းကိုသာအမှန်ယူပြီးတော့တင်ကြားလို့ရပါတယ်ဒီမှာပြထားတာလေးတွေကတော့နမူနာအတွက်ဖြစ်ပါတယ်ရှင်အဲ့တော့လက်မှတ်ထိုးမဲ့သူတွေပြီးွားလို့ရှိရင်စာသင်မဲ့သူတွေအတွက်ဆွဲနည်းလေးတွေကိုစနစ်တကျလေးပြထားတာမို့လို့အဆင်ပြေတာလေးပါ